Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်မចောင်းသွားတဲ့ဘလော့လေးပဲဖြစ်ပါတယ်ចောင်းသွားကန်ဒီရေရှိုးတယ်ဝစ်စားလဲတယ်လွယ်အိတ်ယူတယ်ចောင်းသွားမယ်ကျွန်မចောင်းစက်ပိတ်နဲ့သွားပါတယ်ကျွန်မတို့ចောင်းဒီနားလေးတင်မယ်ကျွန်မတို့ចောင်းကိုရောက်ပါတော့မယ်ကျွန်မတို့ចောင်းရောက်ပါပြီចောင်းရောက်ပြီဆိုတော့ကျတော့ကျွန်မအသေးအသေးပဲပြေးရတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါအတန်းချိန်နောက်ကြလို့ပထမဆုံးချိန်ကဂျပန်ဒါတင်နေရေအဲ့ဒါကျွန်မစာကတော့လိုက်မလုပ်လို့မရဘူးကျွန်မရှိဆုံးတော့မှထိုင်တာမို့လို့ကျွန်မတို့ဂျပန်စာတင်နေကျွန်မတီချာလေးလာပြီးတော့တီချာလိုက်လုပ်ပါတယ်ရှင်ဂျပန်စာလေးလိုက်လုပ်တယ်ပြီးတော့ကျွန်မတို့အင်္ဂလိပ်ရှိရှိတယ်အင်္ဂလိပ်ဆရာမအင်္ဂလိပ်ဆရာမလာပါပြီဆရာမအဲ့ဒါအင်္ဂလိပ်စာဂျပန်လိုဘာသာပြန်ခိုင်းတာဆရာမပဲပြန်ပြီးတော့လိုက်ကူခိုင်းလိုက်ကူတဲ့ဆရာမပဲပြန်ပြီးတာအိမ်ရောက်မှချက်နေတာအင်္ဂလိပ်ကနေဂျပန်လိုပြန်ခိုင်းတာဒီနေ့ကအင်္ဂလိပ်ချိန်ပြီးတော့ကျမတို့အားကစားချိန်ရောက်ပြီးအားကစားချိန်မှာကျမမနေ့ကပြောရတော့အပြေးလေးကျင်းရမယ်တဲ့အပြေးလေးကျင်းရမှာကျမမကြိုက်ဘူးကျမမောတယ်မပြေးနိုင်ဘူးကျမမပြေးနိုင်မောလို့အပြေးလေးကျင်းရမယ်လို့ပြောတယ်မနေ့ကဆရာပြောလိုက်တယ်ထင်တဲ့အတိုင်းပဲအပြေးလေးကျင်းမှုအတွက်အမအင်ကြီးလဲပြီးတော့အပြေးလေးကျင်းကျမတုံးကြီးနေတအားမြန်တာကျမနှီးရဟောလို့ပြီးသွားပြီအားကစားချိန်ပြီးသွားတော့ကြတော့အမဘဲလေးကတင်တဲ့အချိန်ဘဲလေးအကတင်ရမှာပဲဖြစ်ပါတယ်ရှင်ကျမအင်ကြီးလဲတယ်အင်ကြီးသွားလဲတယ်ဘဲလေးအင်ကြီးလဲပြီးတော့ကတယ်ပြီးလို့ရှင်အမအင်ကြီးအနီရောင်လေးနဲ့လာလိမ့်မယ်မလားတဲ့အင်ကြီးနီရောင်လေးကျမတို့ဆီရမှာကျမတို့ဘဲလေးကပြီးသွားလို့ရှင်ကျမတို့အတန်းနဲ့ပြန်တယ်နေကင်းစားထမင်းစားမှာကျမမစားတကယ်ချင်းနေရာတော့စားတယ်မဟုတ်တယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျမတို့ကဟင်းချက်နီးတင်ရမှာကျမဟင်းချက်နီးတင်တဲ့အချိန်ကျမပြင်းနေအမငါးတွေနဲ့ဟွာကိုရှက်ခိုင်းတာဆရာမကမှရှက်ခိုင်းတာဆရာမတို့တိစာတင်ပြီးကျမဟိုပြီးတော့ကြတော့အမကိုချက်ထားတာကိုမြည်ကြည့်တယ်ဆိုတော့ကျမမမြည်ကြည့်ဘူးကျမချက်ထားကျမမကြိုက်ဘူးတကယ်ချင်းတွေကတော့စားတယ်သူတို့ချက်ထားတာကောင်းမှာပေါ့ကျမကတော့မကြိုက်ဘူးကျမချက်ထားတာအဲ့ဒါတန်းချိန်ပြီးသွားတော့ကွန်ပျူတာချိန်ရောက်ပြီကွန်ပျူတာချိန်ကတော့ကျမကြိုက်တယ်ကွန်ပျူတာချိန်ကျမတေချာလိုက်လုပ်တယ်ကျမကွန်ပျူတာတေချာလိုက်လုပ်တယ်ကွန်ပျူတာချိန်ပြီးရင်တော့ကျမအိမ်ပြန်ရပြီးကျောင်းဆင်းပြီးဒါနောက်ဆုံးချိန်ဆိုတော့နောက်ဆုံးချိန်မလို့မဟုတ်ကျမကွန်ပျူတာချိန်မို့တေချာလိုက်လုပ်တာကျမတေချာလိုက်လုပ်တယ်ပြီးသွားပြီးကျမတို့အိမ်ပြန်တော့ပါမယ်ရှင်ကျမတို့အဲ့ဒါလွယ်သွားယူကျမလွယ်အိတ်သွားယူတယ်တကယ်ချင်းတို့အရင်ဦးစားပေးလိုက်မယ်သူတို့ယူပြီးရတော့မှလူတွေရှုပ်လို့ကျမနောက်ဆုံးကျမသွားယူတယ်သွားယူပြီးတော့ကျမဒီနေ့စက်ပိန်နဲ့လာတယ်တကယ်ချင်းကဒီနေ့မြင်းနဲ့လာအဲ့ဒါနဲ့ကျမမြင်းစီးချင်တာနဲ့လဲစီးတာABC မြင်းနဲ့ပဲပြန်လာအိမ်ရောက်ပါပြီအိမ်ရောက်လို့ရှိရင်ကျမအဲ့လိုပြစ်လဲပြီးကတော့မှကျမရေမိုးရှိုးပြီးတော့အင်ကြီးလဲညဝိအင်ကြီးလဲမဲ့ပကြာမလေးပဲပြီးတော့လိုက်ကားတွေပိတ်မယ်ပြီးတော့ကျမအိမ်စာလုပ်မယ်အင်္ဂလိပ်စာရေးဆရာမပေးလိုက်တယ်လို့ပြီးတော့ကျောင်းနဲ့စာလုပ်ပြီးတော့ကျောင်းနဲ့ဆော့
ဆော်ပြီးတော့ထမင်းစားညစာစားပြီးတော့ကျမခဏတုံးလုံးလဲပြီးတော့စားဆက်လုပ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်လို့ကျေးဇူးတင်ပါတယ်တတား